ဆွဲတဲ့လူကိုယ်တိုင်ပြင်မှန်းဆွဲတာမှတော့ကြီးတဲ့လူတွေပြင်မှန်းမှာပဲအဲ့ဒါကျွန်တော်ကြားဘူးတဲ့ဥပဒေရဲ့စကားပဲကိုယ်စားပြီးတော့ဆိုင်ကိုလုံးဝပိတ်ပလိုက်ရတာပိတ်ပလိုက်ပြီးမှပျော်သွားတာဟောငါလွတ်လပ်ပြီပေါ့ဟောအတိုင်းဖြစ်အောင်လိုက်လို့တဘာဝရဲ့နောက်လိုက်ပဲပြင်ပါပဲဒီမဆွဲပြဘူးဆိုရင်တော့လက်ရှိအသက်အရွယ်ရအောင်ကိုသိထားတဲ့အသည့်အတွေးလေးရအောင်ဆိုလို့ရှိရင်တရားပဲကိုပဲလိုက်ပြင်ပါပဲကိုလိုဘုံကြီးဝဲလောက်ကြည့်ဘာညာကြည့်တော့အဲ့လိုမျိုးကတော့မကြည့်ရသေးဘူးဒါပေမဲ့ငကိုတွေကလည်းတရားသဘောနဲ့ပဲဆင်ခြင်ပြီးတော့တစ်လျှောက်လုံးနေခဲ့တာဆိုတော့လေတရားသဘောနဲ့ပဲအဲ့လမ်းကြောင်းကိုပဲအဓိကလိုက်ပြင်ပါပါကိုယ့်ရဲ့စိတ်ထဲကတရားသဘောရဆိုလို့ရှိရင်ကိုယ့်ရဲ့ခံစားမှုရဆိုရင်တစ်ချိန်ကျရင်တွတ်ချမိမှာပဲတွတ်ချမှာပဲမနသဘောကျတယ်ကြိုက်တယ်ဒီကိုဆဲရတာခံပြီးရတာကိုယ်အတွေ့အကြုံတင်ပြရတာဒါပေမဲ့တန်တရားတစ်လျှောက်ကိုယ့်ရဲ့တရားသဘောရကြည့်မယ်ဆိုရင်ဘာမှမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်မို့တစ်ချိန်ကျရင်လုံးဝတရားဘက်ကိုလိုက်ဖြစ်ပြီးဆိုတဲ့သဘောဖြစ်သွားပြီဆိုရင်လုံးဝပကြီးကိုမဆွဲဘဲနဲ့နေပြတော့မှာအမှန်မဆွဲရမနေနိုင်နေတိုင်းဆွဲနေတဲ့လူတယောက်ပဲတရေလောက်ပကြီးမဆွဲရရင်ဒီဘဝကြီးမှာအသက်ရှင်ရတာဘာမှတန်ဖိုးမရှိလိုက်ဘူးဘာမှတည်းရမရှိလိုက်ဘူးလို့ဒီခံစားပြီးတော့ရေးဆွဲပြီးတော့နေတဲ့နေခဲ့တာဒါပေမဲ့ကြည့်လိုက်လို့ရှိရင်တကယ်ကြတော့ဘာမှတရားသဘောနဲ့ဆိုဘာမှမဟုတ်ဘူးဘာမှမဟုတ်ဘူးဆိုတော့အဲ့ဒီဘက်ကိုအသေးဒီထက်ကိုပို့ပြီးတော့အရွယ်ရောက်လာတဲ့ချိန်ကြလို့ရှိရင်လုံးဝကိုဖြတ်ပြီးတော့တွတ်ချပြီးတော့ရှော့ချတာမဟုတ်ဘူးလေတွတ်ချပြီးတော့နေပြတော့ဒါမှလည်းတရားသဘောလုပ်တယ်ဆိုတာအားလုံးကိုတွတ်ချနိုင်မှာရှော့ချနိုင်မှာမဟုတ်တွတ်ချနိုင်မှာတရားသဘောကိုတကယ်လုပ်နိုင်တယ်ဒီကတော့30ကျော်လောက်မှစပြီးတော့ဒီစဆွဲပြတာပကြီးမဆွဲခင်ငယ်ဘဝကိုအရင်ပြောမယ်ဆိုလို့ရှိရင်ငယ်တွေကဒီကဝန်ထမ်းဆိုတော့ကိုမျိုးရောက်လိုက်ဒီမျိုးရောက်လိုက်အပေါင်းအသင်းနဲ့ကိုယ့်အကူမိသားစုနေတော့ကိုယ့်ကိုပဲနေပြတယ်စီဝါရေးကိုပိုင်းကိုလည်းလောက်ကြီးစိတ်ဝင်စားဘူးဝန်ထမ်းလည်းမလုပ်ချင်ဘူးအဲ့တော့ပညာရေးကိုလည်းစက်မလိုက်တော့ဘူးမလိုက်ဘဲနဲ့ဝန်လာပါတဲ့ကြောက်လုပ်ငန်းလုပ်တယ်ကြောက်လုပ်ငန်းဆိုတော့လည်းကြောက်တူးတာပေါ့ဖက်ကန်လို့တနေ့ကျော်လောက်နောက်မိုးကုတ်ကိုလည်းတနေ့ကျော်လောက်ရွှေလောကမှာလည်းရွှေမဟုတ်ဘဲနဲ့အဲ့မှာကြောက်ပြဆိုတော့ကြောက်ပြတွေသွားလို့အဲ့လိုပဲကိုယ်တိုင်တူလို့နောက်အဲ့ရန်တွေစင်ပြင်းသွားပြီဆိုတော့တခါတငယ်ချင်းပေါင်းသင်းရှိတဲ့တငယ်ချင်းကဗီဒီယိုရုပ်ရှင်တွေမှာဒါရိုက်တာတငယ်ချင်းတယောက်ရှိတယ်ကိုအောင်မင်းသိန်းနဲ့သူကတငယ်ချင်းဆိုတော့သူနဲ့အတွေ့အကြုံရအောင်ဟိုခဏတော့လိုက်သွားတစ်နှစ်လောက်အဲ့ဒီမှာခဏတူလိုက်ပြီးတော့ဘလို့ဒီလိုလုပ်ပေါ့လေဒီတော့ရုပ်ရှင်လောကထဲမှာအဲ့ဒီပြီးတဲ့အခါကျတော့ပြင်းတော့ကိုတကယ်လှုပ်ချင်တာလဲဘာမှမသိဘူးအဲ့မှာတငင်းတယောက်ကဒီချောင်းတက်နေတာပေါ့တပိဆိုင်မှာတွေ့တယ်ပြောတယ်ဒီချောင်းတက်နေဆိုတော့ဟုတ်လားမတည့်ညနေညချောင်းအေးစစ်လွတ်လပ်တယ်နေချောင်းလို့လဲအချိန်မှမတော့ဟုတ်အချိန်မှမသွားရဘူးဆိုရင်နေတိုင်းမဟုတ်ရင်ဝန်ထမ်းလို့လည်းမဟုတ်ဘူးစင်ပြေတယ်တက်ကြည့်ဦးမယ်ပေါ့ညချောင်းတိုက်တက်ကြည့်ဖွင့်စားဆိုလို့တက်လို့ရပြီတက်ကြည့်တဲ့အချိန်ညမှာဘုရားပကြီးကိုဝန္ဒနာပါမှန်းကိုတီးလိုက်တာငယ်တော့ဆိုရင်စာအုပ်ထဲမှာဟိုချစ်လည်းမလုပ်ဘူးဟိုစာအုပ်တွေပုံတွေကူးဆွဲထပ်ဆွဲလည်းမလုပ်ဘူးမလုပ်ဖြစ်ဘူးမလုပ်ဘူးအဲ့ဒါတွေကြည့်ရပုံတွေကြည့်ရတော့ဝါသနာပါတယ်ဒါပေမဲ့အဲ့လိုလက်တွေ့လောက်ရတာဟိုမလုပ်ဖြစ်ဘူးမလုပ်ခဲ့ဘူးအဲ့တော့ဒီเจ้าမှာစပြီးလုပ်တက်လိုက်တဲ့ချိန်မှာကိုဝါသနာပါမှသိပြီးတော့တပြည့်ဘာမှမလုပ်ချင်တော့ဘူးအဲ့ဒါပဲစလုပ်တော့လားတောက်လျှောက်လုပ်တော့လားအဲ့ခေတ်ကတော့ရေစည်းနဲ့စီစည်းပဲရှိတာခက်လေးတောင်မှမာကြီးမှာခင်စားသေးမရှိသေးဘူးရေစည်းပဲပြောမှာပေါ့စတင်တော့ခဲပြီးတော့ခဲတင်းတင်းပြီးတော့ရေစည်းပဲတောက်လျှောက်ဆွဲလာတာနှစ်20ကျော်တယ်20ကျော်ဆွဲလာကျောင်းပြီးချင်းမှာပဲဟိုကုသိုလ်တော်မန္တလေးကုသိုလ်တော်ဘုရားဘောရှင်မှာတကယ်ချင်းပကြီးစရာတယောက်နဲ့အဲ့လိုပကြီးဂယ်လာရီဖွင့်တယ်မန္တလေးမှာတော့မအောင်ဆုံးပြောရမှာပေါ့ဂယ်လာရီဖွင့်တယ်အဲ့မှာကိုနဲ့သူနဲ့ share လုပ်တယ်အဲ့ဒါပြီးတော့အဲ့မှာသူ့မှာ4နှစ်လောက်လုပ်ပြီးတော့ကိုယ့်ကို
ဥပဒေသားရှိဘက်ထိပ်အဲ့မှာကိုဒီဆိုင်ကန်းဖွင့်ပြီးတော့ဒီပြာကန်းပေါ့အဲ့လိုဖွင့်ပြီးတော့အမှ220ကျော်လောက်တော့လဲအဲ့မှာရေသေးပဲအမြင်နဲ့ဆွဲတာအဲ့ခေတ်ကတော့နိုင်ငံသားဝယ်ဗမာပြည်အားထားရတဲ့ခေတ်အပြင်မှာဗမာပြည်တွေကပြည်သူတွေကဒီကားကိုဝယ်တဲ့စုရဲ့ခံစားတဲ့အလေးထားသိမရှိကြဘူးဒီနဲ့ပတ်သက်ရက်တည်ပြီးလုံးဝမရသေးဘူးအဲ့ခေတ်တော့20ကျော်လောက်ဆွဲလာခဲ့ပြီးတော့ပြီးလာတာဆွဲလာအသေးသေးတွေရှာဖို့ခြင်းကိုပြောချင်တဲ့ဟာကိုဘယ်လိုညီလန်းနဲ့သွားရင်ရမလဲအဲ့လိုဖြစ်နေတဲ့အချိန်မှာကိုဗစ်စပြီးတော့ဆိုင်ကိုလုံးဝပိတ်ပလိုက်ရတာပိတ်ပလိုက်ပြီးမှပျော်သွားတာအော်ငါလွတ်လပ်ပြီပေါ့ပျော်သွားပြီပေါ့ဆိုင်ကိုလည်းလုံးဝဖွင့်တော့ပျော်သွားပြီးတော့အဲ့မှာကိုစိတ်လို့ကိုလို့ဆွဲလိုက်တယ်နိုင်ငံသားအကြိုက်လည်းမဟုတ်ဘူးဗမာတွေအကြိုက်လည်းမဟုတ်ဘူးဘယ်သူအကြိုက်မှမဟုတ်ဘူးကိုပြောချင်တဲ့ကိုလုပ်ချင်တဲ့ဟာကိုဘယ်လိုဆွဲမလဲဆိုပြီးတော့ရှာရင်းတဲ့ရေးသေးထဲမှာထည့်ဆွဲဘယ်လိုထည့်ဆွဲလဲဆိုတော့အရင်ခေတ်ကလို့မဟုတ်တော့အင်တာနက်ခေတ်မှာဖြစ်ရောက်လာဆိုတော့ရန်ကိုပညာရှာလို့လွယ်ရှာတယ်ရေးဆွဲနည်းစနစ်တွေအကုန်လိုက်ကြည့်တယ်သူတို့တိုင်းမလုပ်ဘူးသူတို့တွေကဘလို့နည်းစနစ်တွေရဆိုတာစကေးဖူးစင်တီရအောင်မလေးချင်ဘူးစကေးတစ်ခုလောက်ကြီးရအောင်ပဲလေ့ကျင့်တယ်ရေးဆွဲနည်းစနစ်တွေမျိုးဆိုအဲ့ရအောင်မှအဲမှာယူပြီးတော့ကိုပြောချင်တာကကိုတစ်ဖက်လူကကြည့်တဲ့ကြည့်ခံစားတဲ့လူကဟိုမပင်ပန်းမဲနဲ့လွတ်လပ်ခံစားလို့ရအောင်ကိုကလည်းမပင်ပန်းနဲ့ပင်ပန်းမဲနဲ့လွတ်လပ်ဆွဲလို့ရအောင်အဲ့လိုပုံစံမျိုးဖြစ်အောင်အဲ့တဲ့လေ့ကျင့်ခဲ့တဲ့ရှာဖွေခဲ့တဲ့နည်းစနစ်တွေကတစ်ခုနှစ်ခုအဲ့ဒါရွေးပြီးအဲ့ဒါလေးတွေအခုနောက်ပိုင်းကိုဆက်သွားလိုက်တာဆက်သွားတဲ့ခါကျတော့ wash ကိုရောက်သွားတယ်ဒီများက Gucci လို့လည်းခေါ်ရတယ်ဒါပေမဲ့ wash လို့လည်းပြောကြတယ်အဲ့ wash ဆိုတဲ့စီကရေစေးနဲ့အခက်လေးရဲ့ medium ရဲ့ကြားတဲ့လို့ပြောရမှာဒီမှာရေစေးကိုအဆင့်မြင့်ထားတဲ့သဘောမျိုးပါပဲအခက်လေးဆိုလည်းလို့ပဲလေအရင်တော့ရေစေးနဲ့စီစေးကြားထဲမှာအခက်လေးတွေပေါ်လာတယ်ဒီများနိုင်ငံမှာကိစ္စတွေမဲ့ဒီနိုင်ငံမှာကိစ္စတွေမသိကြသေးဘူးအဲ့လိုပဲအခုကျတော့အဲ့လိုပုံစံမျိုးပဲဒီပမာပြည်မှာက wash ကိုရေစေးလည်းမဟုတ်ဘူးအခက်လေးလည်းမဟုတ်ဘူးသူကကြားထဲမှာသူကရေစေးကိုဆင့်မြင့်ထားတဲ့သဘောမျိုးပဲသူကကြာသွားလို့ရှိရင်ကျွေကြမသွားဘူးသူကခရိုက်လေးလိုလည်းပြောင်တင်းမနေဘူးအဲ့လိုမျိုးသူ့ရဲ့ဆင့်မြင့်တာမျိုးအဲ့ဒါကိုသဘောကျသွားတယ်ဘာလို့လဲဆိုတော့သူကအပားလည်းရေးဆွဲလို့ရတယ်ထူလည်းရေးဆွဲလို့ရတယ်ဟိုနိုင်နဲ့လည်းဆွဲလို့ရတယ်အဲကြောင့်ခုနောက်ပိုင်းကျတော့နိုင်နဲ့ဆွဲတယ်အပားလေးကိုလည်းစုပ်တန်လေးနည်းနည်းပါကူတယ်တချို့ဟာတွေကျချို့ကားတွေကျတော့ကိုပြောချင်တဲ့အရာကစုပ်ချက်တွေနဲ့ဒူးနဲ့တင်းနဲ့သွားချင်ရင်လည်းအခက်လေး wash ကသွားလို့ရတယ်အခက်လေးလိုပဲအဲကြောင့်တချို့ဟာကျတော့နိုင်နဲ့ဒူးနဲ့တင်းနဲ့သွားတယ်ချို့ကျအပားလိုင်းသွားတယ်အဲ့လိုမျိုးစုံပဲကိုပြောချင်တဲ့ဟာကိုဘယ်လိုမျိုးပုံစံနဲ့မှအထူလားပါလားပျော်လေးလားရေစေးလူလည်းပါလဲသွားလို့ရတယ်အဲကြောင့် wash ကိုတော့ဆိုတော့ဆွဲမြဲသုံးပြနေတာဒီမှာလောဘတက်ဖို့လိုတယ်ဆိုတာသူတို့ရေးဆွဲတဲ့လူတွေပြောနေတဲ့အစဉ်ပေါ့အစဉ်ဆိုတာဘာလို့ဆိုတော့တဘာဝကိုပဲလိုက်ပြီးတော့ပုံဖော်တဲ့ခန်းစားပြီးတော့သူ့ရဲ့လက်တာတဘာဝရဲ့လှတရားတွေသစ္စာတွေဆိုပြီးတော့ပြောနေကြတယ်ရေးဆွဲနေကြတဲ့လူတွေကတော့မှန်ပါတယ်လောဘတက်လို့မရဘူးတဘာဝအများအားပြောင်းလဲနေတာစက္ကန့်နဲ့ညပြောင်းလဲနေတာအဲ့တော့တဘာဝကိုလိုက်တူလို့မရဘူးဟောအတိုင်းဖြစ်အောင်လိုက်လို့ရင်တဘာဝရဲ့နောက်လိုက်ပဲဖြစ်မှာပဲစက္ကန့်တိုင်းနဲ့ညပြောင်းလဲနေတာလေအဲဟာတိုင်းကတက်ရှိရတော့မယ်ရောအဲ့တော့ဒါပေမဲ့အဲ့ဒါကိုနှစ်သက်လို့ခံစားလို့တဘာဝတိုင်းဆွဲနေတဲ့ realism သမားတွေကြတော့လေသူတို့ရဲ့စိတ်ခံစားမှုကသူတို့ကြိုက်တာသူတို့လုပ်ပိုင်ခွင့်ရှိတယ်သူတို့မမှားဘူးမှန်ပါတယ်သူတို့ကလူတိုင်းကကိုကြိုက်တာကိုလုပ်နေကြတာပဲလေနောက်ပြီးတော့ခံစားလို့လည်းလူတွေလွယ်ကူနားလည်နေတဲ့အရာတွေဆိုတော့လုံးတဲ့လူတွေလည်းကြည့်ကြတာပေါ့အဲ့တော့မှန်ပါတယ်လောဘတတ်မယ်ဆိုတာကြတော့ကျွန်တော်တို့ကြတော့တဘာဝရဲ့ဘယ်လိုကစပြီးသိလိုက်လဲဆိုတော့တဘာဝတရားကိုပြန်ကြည့်လိုက်တယ်ကို20ကျော်လောက်ရေးဆွဲခဲ့တဲ့တဘာဝတရားတွေကိုညံပြီးတော့ကြည့်ပြီးဆွဲလာတဲ့လူကြောင့်ပေါ်ပြပုံပေါ်ခဲ့တဲ့လူပြောက်ကပြောဆိုတဘာဝတရားမှာမြင်ရတဲ့အလှပလေးတွေတစ်ပင်လေးပန်းပွင့်လေးနေအောင်လေးကိုကြည့်လိုက်လို့ရှိရင်ရှုခင်းတစ်ခုကြည့်လိုက်အဲ့ဒါတွေကတကယ်
တဘာဝအစစ်မှန်လားရသအစစ်မှန်လားကြည့်လိုက်ခါကျတော့အဲ့ဒါတွေကမဟုတ်ဘူးဘာဖြစ်လဲဆိုတော့အလင်းရောင်နဲ့နေရောင်နဲ့ပေါင်းဆက်ပြီးတော့တပမှုတွေဖြစ်နေတာလေးဒါတဘာဝအစစ်မှန်ကိုတကယ်ကြအဲ့ဒါမာယာတွေပဲမာယာတွေရဲ့လှည့်စားမှုတွေခံနေကြရတယ်တကယ်ကြတော့အဲ့မာယာကဘာလဲဆိုခုနပြောတယ်လင်းရှိလို့လားဒီအယောင်တွေမောင်တွေရောင်တွေဒီရုပ်ခုတွေအကုန်လုံးမြင်နေကြပြီးတော့အဲ့ဒါရသအစစ်မှန်ဆိုပြီးတော့ထင်နေကြတာအဲ့ဒါရဲ့ရသအစစ်မှန်ဘာလဲဆိုတော့ရှားဖို့ဆိုတာရှားဖို့လိုက်တဲ့အခါမှာဒီဟာတွေရဲ့ရသအစစ်မှန်ကိုတဘာဝရဲ့အစစ်မှန်ကိုတည်နေတဲ့အခါကျတော့ခုနပြောမလိုအပ်တာတွေဖြုတ်ပြစ်တယ်သူရဲ့မာယာတွေကိုဘာတွေမာယာတွေနဲ့ပို့ပြီးဆွဲနေလဲအဲ့ဟာတွေဖြုတ်ပြစ်တယ်ဖြုတ်တော့အဲ့ဒါကိုလောဘလို့ပဲပြောရမှာဖြုတ်ပြစ်လိုက်ဖြုတ်ပြီးရှော့လာပေါ့ဖြုတ်ပြစ်တယ်ရှော့ရှုံနေတော့ဘာရေးဆွဲနေစနစ်တွေကိုလေးလာတယ်ဟိုဘလိုမျိုးကိုယ့်ရဲ့အတွေးတွေကိုပြောချင်တာတွေဘယ်လိုသွားမလဲလူတွေလည်းကြည့်ရတာမပင်ပန်းအောင်ဆွဲတဲ့လူလည်းမပင်ပန်းအောင်ဆွဲတဲ့လူကိုယ်တိုင်ပင်ပန်းဆွဲတာမှတော့ကြည့်တဲ့လူလည်းပင်ပန်းမှာပဲအဲ့ဒါကျွန်တော်ကြားဘူးတဲ့ဥပဒေရဲ့စကားပဲဟုတ်မဟုတ်တော့မသိဘူးပေါ့အဲ့တော့ကိုယ်တိုင်ဆွဲတဲ့လူစရာပင်ပန်းဆွဲတာရင်ဘယ်လောက်ကြီးပဲကောင်းလို့ကြည့်တဲ့လူကလည်းပင်ပန်းနေတယ်အဲ့ဒါလေးလည်းသဘောကျတော့ဟုတ်တယ်အဲ့လိုကိုယ်လည်းမပင်ပန်းမဲနဲ့ရေးဆွဲပြီးတော့ကြည့်တဲ့လူလည်းမပင်ပန်းဘူးအဲ့တော့ကိုကသူ့ကိုအလွယ်ကူနားလေတော့ဘယ်လိုရေးဆွဲနည်းနဲ့ဆွဲလဲရေးဆွဲနည်းစနစ်တွေကိုအမျိုးမျိုးလေးလာတယ်တိုက်ပြီးတော့လေ့ကျင့်တယ်ကိုပြောချင်တာလည်းကြိုက်နေတယ်ရေးဆွဲနည်းစနစ်နဲ့တွားလိုက်တာပဲ